အိမ်ရှင်မတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတွေအတွက်အရန်အသုံးဝင်တဲ့ထုံးဖြူရဲ့လျှို့ဝှက်ချက်တွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာမယ်ရှင်။ပထမဆုံးအနေနဲ့ကတော့အိမ်တွင်းအိမ်ပြင်မှာရှိတဲ့ရင်ညှိတက်နေတဲ့နေရာတွေကိုထုံးဖြူဖြူပေးလိုက်ရုံပါပဲ။ထုံးဖြူကရင်ညှိတွေရဲ့အောက်ဆီဂျင်ကိုဖျက်တောက်လိုက်တဲ့အတွက်ရင်ညှိတွေဟာအလိုအလျောက်သေဆုံးသွားမှာဖြစ်ပါတယ်။အဲ့ဒီအခါကျရင်ကျန်းပြင်မှာရင်ညှိတွေထူထူထဲထဲတက်မလာတော့လို့လမ်းလျှောက်ရင်ချော်လဲမှာကိုလည်းစိုးရင်စရာမလိုတော့ဘူးပေါ့ရှင်။ဒုတိယအချက်ကတော့ထုံးဖြူကိုအပင်တွေရဲ့အောက်ခြေမှာထည့်ပြီးရင်အပင်တွေကိုပုံမဖြစ်ထွန်းစေပြီးအောင်မြင်ဖြစ်ထွန်းစေပါတယ်ရှင်။ဒါဒီမကသေးပါဘူးနော်ကျွန်တော်တို့အိမ်တွေမှာအရန်စိတ်အနှောက်အယှက်ဖြစ်ရတဲ့ပိုးမွားတွေကိုလည်းမောင်းထုတ်ပေးနိုင်ပါတယ်။ဥပမာအားဖြင့်အိမ်မှာကင်းချီများတွေပိုးနှတန်ကောင်တွေအရန်များနေရဆိုရင်ထုံးဖြူကိုအိမ်အနားပတ်ပတ်လေးမှာဖြူထားလိုက်ပါ။ဒီလိုလုပ်ပြီးချင်းအားဖြင့်ကင်းချီများတွေအိမ်လေးကိုမဝင်လာအောင်ကာကွယ်ပေးနိုင်ပါတယ်ရှင်။အိမ်မှာထုံးဖြူတစ်ထုပ်ရှိုံနဲ့အကျိုးကျေးဇူးတွေကတော့တကယ့်ကိုများပြားလုံးလို့အားလုံးပဲစမ်းသုံးကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်။